အမတ်ကြီးဥပေါ်ဦးနဲ့ပညာရှိအကြံအပိုင်း16ဒီနေ့မှာတော့ဘိုးတော်ဘုရားဟာနန်းတွဲစားပွဲတွေကိုတုံးဆောင်ရင်စိတ်ကူးပေါက်ကအမတ်တွေကိုမိကုန်းတစ်ခုထုတ်ပြန်ပါတယ်အမတ်တို့ဒီလောကမှာအကောင်းဆုံးသောအရာတာဟာဘာလဲလို့မေးလိုက်ပါတယ်အမတ်အချို့ကပြားရည်ပါဗျာအချို့ကနို့ကနာပါဗျာစသဖြင့်အဖိုးတန်စားဖွယ်ရာတွေကိုအမျိုးမျိုးရှောင်တင်ကြပါတယ်ဥပေါ်ဦးကတော့ပြုံးပြုံးလေးနဲ့မှန်လားပါဗျာအကောင်းဆုံးသောအရာတာဆိုတာစာလောင်ခြင်းပါပဲဗျာလို့ရှောင်တင်လိုက်ပါတယ်ဘယင်ကြီးကစာလောင်တာကအရာတာရှိလို့လားဥပေါ်ဦးရဲ့လူနားမလည်နိုင်စွာမေးတဲ့အခါဥပေါ်ဦးကမှန်လားပါဗျာလက်တွေ့သိရအောင်ကျွန်တော်မျိုးနောက်ကလိုက်ခဲ့ပါလို့ရှောက်တင်ပြီးဘယင်ကြီးကိုအရက်သားလိုဝစ်စင်စေကတောဆက်တစ်ခုစီကိုခေါ်သွားပါတယ်ဥပေါ်ဦးဟာဘယင်ကြီးကိုတနေကုန်တောထဲမှာလမ်းရှောင်ခိုင်းပြီးဘာအစာမှမကြွေးပဲထားပါတယ်နေဝန်းကြီးတော်ချင်းရောက်တဲ့အခါဘယင်ကြီးဟာအလွန်စာလောင်ဖို့တိတ်နေပါပြီအဲ့ဒီအချိန်မှာဥပေါ်ဦးကရွာသားတယောက်စီကနေရလာတဲ့ရိုးရိုးသမင်းဖြူနဲ့စားကိုကတ်လိုပါတယ်ဘယင်ကြီးဟာအလွန်စာလောင်နေတာကြောင့်အဲ့ဒီသမင်းစားဖြူကိုအားရပါရစားသုံးပြီးဥပေါ်ဦးဒီသမင်းကဘာလို့ဒီလောက်တောင်အရသာရှိနေရတာလဲလို့မြင်းရည်ရည်မိန်တော်မူပါတယ်ဥပေါ်ဦးကပြုံးပြီးမှန်လားပါဗျာသမင်းကထူးခြားတာမဟုတ်ပါဘူးအရှင်မင်းကြီးရဲ့စာလောင်ခြင်းကြောင့်သာဒီအရသာကိုရရှိတာပါစာလောင်နေတဲ့အချိန်မှာစားရတဲ့ဘယ်အရာမှဆိုအကောင်းဆုံးသောအရသာပါပဲဗျာလို့ရှောက်တင်လိုက်ပါတယ်ဘယင်ကြီးဟာဥပေါ်ဦးရဲ့လက်တွေ့ကျလာတဲ့သင်ခန်းစာကိုသဘောကျသွားပြီးအရာရာကိုတန်ဖိုးထားတတ်ဖို့သင်ခန်းစာရသွားပါတော့တယ်ဒီဇာလန်ကြီးကပေးတဲ့အသိပညာတန်ဖိုးထားမှုအရာရာဟာမိမိရဲ့လိုအပ်ချက်နဲ့ခံစားချက်ပေါ်မှာမူတည်ပြီးတန်ဖိုးရှိလာတာဖြစ်ပါတယ်ရောင်ကျဲခြင်းစာလောင်မှုကိုတည်သူဟာရိုးရှင်းတဲ့အရာတွေကိုတောင်တန်ဖိုးထားခံစားတတ်လာပါတယ်